ပိုင်း6ဆက်မှာတော့ Hisuke ကသူ့ရဲ့ငှက်ကလေး P-Scale ကိုစာကျွေးနေခဲ့ပါတယ်။ဒါပေမဲ့တလ P-Scale ရဲ့အစာဘိုးကြောင့် Hisuke တယောက်စားကောင်းတော့မစားနိုင်တော့ပါဘူး။သူကပိုပြီးရတာရှိရာတွေကိုစားကျင်နေခဲ့ပြီးဒါတွေကSakamotoကိုတတ်လိုက်ရင်အားလုံးစင်ပြေသွားမှာမလားလို့ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ရှင်တို့ကကြီးစားလူသက်သမားတွေကြောင့်ပျက်စီးနေတဲ့ဆိုင်ကိုပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ရဲ့မှန်တွေကအတော်လေးကိုအခြေအနေဆိုးနေခဲ့ပါပြီ။ဒါကြောင့်Sakamotoကအကြီးစားပြင်ဆင်မှုတွေကိုလုပ်ရတော့မယ်လို့ပြောလိုက်ပေမဲ့ရှင်ကတော့ပြင်ဆင်မှုပတ်စံမရှိဘူးလို့ပြောပါတယ်။အဲဒီနောက်မှာတော့ရှင်ကမနက်ဖြန်ဒီပြန်ပွဲမှာသာအနိုင်ရရင်အားလုံးစင်ပြေသွားမယ်လို့ပြောလိုက်ပြီးတနက်ပြန်ပွဲပိုစတာကိုပြလိုက်ပါတယ်။အဲဒီချိန် Hisuke ကဆိုင်ထဲကိုဝင်လာပြီး Sakamoto ကဘယ်သူလဲလို့မေးနေခဲ့ပါတယ်။ပြီးတော့သူကSakamotoကိုတောင်မှတ်မိပဲသူ့ကိုSakamotoကိုလန်လိန်မာမာနဲ့ထုတ်ပေးလိုက်ဖတ်တိလေးလို့ပြောနေခဲ့ပါတယ်။ဒါကိုကြတော့ရှင်ကကိုရှိကပြစ်မှတ်ကိုတောင်မသိတဲ့ Hisuke ကိုစိတ်ပြက်နေခဲ့ပါပြီ။အဲ့ဒီချိန်Sakamotoကသူကအချိန်မိုင်းလို့သမားပဲလို့ပြောတော့ Hisuke ကစိတ်ပြတ်သွားပြီးဒါကSakamotoရဲ့ဆိုင်မှုဖူးလားလို့မေးလိုက်ပါတယ်။ဒါကြောင့်Sakamotoကဒီလိုနာမည်နဲ့ဆိုင်တွေကအများကြီးပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ Hisuke ကစိတ်ပြတ်သွားပြီးဒါဆိုရင်သူ့အနေနဲ့ဆူရှီမစားရတော့ဘူးလို့တွေးနေခဲ့ပါတယ်။သူ့ရဲ့အတွေးကိုကြားနေရတဲ့ရှင်ကတော့ Hisuke ကိုတော်လေးစိတ်ပြတ်နေခဲ့တာပါ။ဒါကြောင့်ရှင်ကSakamotoဆိုင်တွေကအများကြီးရှိရလို့ထပ်ပြောလိုက်တော့ Hisuke ကဝမ်းနဲ့နေတဲ့မျက်နှာနဲ့လှည့်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူကဘိုက်စာနေရကြောင့်ရှင်တို့ကိုတနာစရာမျက်နှာပေးနဲ့ကြည့်နေခဲ့ပါတယ်။ဒါကြောင့်ရှင်တို့ကမနေနိုင်တဲ့အဆုံးမှာတော့ Hisuke ကိုစားကြရထည့်ပေးလိုက်ကြပြီး Hisuke ကတော့ပျော်ရွှင်စွာနဲ့ပြန်သွားခဲ့ပါတယ်။ဒါကိုကြည့်ပြီးရှင်ကတုံးအားတဲ့သူတွေရှိသေးတာပဲလို့ပြောလိုက်တော့ Sakamoto ကအဲ့လိုလူတွေကပဲအသက်ရှင်ကျန်တာလို့ပြောလိုက်ပါတယ်။အဲ့ဒီညမှာတော့ Hisuke ကသူ့ဖွားပေးထားတဲ့တခုလဲသောရွက်ဖျင်ကိုတိုက်တစ်ခုရဲ့ခေါင်းမိုးပေါ်မှာပြင်ဆင်နေခဲ့ပါတယ်။ပြီးတော့သူကအားလုံးကိုပို့ပြီးစင်ပြေလာစေခြင်းကြောင့်ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့သူ့ရဲ့ရွက်ဖျင်ကလည်းလေပြင်းကြောင့်ပျက်စီးသွားခဲ့ရပြန်ပါတယ်။အဲ့ဒီချိန် Hisuke ရဲ့မျက်နှာကိုပိုစတာတစ်ခုကလာကတ်ခဲ့ပြီးအဲ့ဒါကတနက်ပြန်မို့အတွက်ဖြစ်နေခဲ့ပါတယ်။ဒါအောင်မြင်တော့ Hisuke ကကျဉ်းသွားပြီးသူကဝင်ပြိုင်မှုဆုံးဖြတ်ခဲ့ပါတယ်။နောက်ရက်မှာတော့ပွဲတန်းတစ်ခုလုံးကစီကားနေခဲ့ပြီးပြိုင်ပွဲဝင်မဲ့လူတွေကလည်းစီးရင်ပေးနေခဲ့ပါတယ်။ဒါအောင်မြင်တော့Sakamotoကသဘောကျနေခဲ့တာပါ။အဲ့ဒီချိန်တင်ဆက်သူမိန်းကလေးကအားလုံးကိုပြိုင်ပွဲရဲ့စီကားနေကိုပြောပြနေခဲ့ပါတယ်။အဲ့ဒါကတော့ပြိုင်ပွဲဝင်တွေကဈေးပြရထဲထားတဲ့တနက်တွေနဲ့တယောက်ကိုတယောက်ပစ်ခတ်ရမှာပါ။တကယ်လို့seriesအပေးခံလိုက်ရပြီဆိုရင်တော့အဲလူကပြိုင်ပွဲကနေထွက်ရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့Sakamotoတို့ကစီးရင်ပေးလိုက်ပြီးတစ်ဖက်မှာတော့Hisukeကတိုင်ပတ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကတယောက်တည်းဖြစ်နေတာကြောင့် main ကလေးကစီးရင်ပေးမသွင်းမဲ့အဖွဲ့ဝင်ရှာဖို့ပြောနေခဲ့လို့ပါ။ဒါကြောင့်Hisukeကဘာလို့ရမှန်းမသိဖြစ်နေချိန်သူကတစ်ဖက်မှာရက်နေတဲ့ရှင်းတို့ကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကရှင်းစီကိုပြေးသွားလိုက်ပြီး shot ကိုဖက်ကတောင်းပန်နေခဲ့တာပါ။နောက်ဆုံးမှာတော့ရှင်းတို့ကသူ့ကိုဖွဲ့ထဲထည့်ပေးလိုက်ပါတယ်။ Sakamotoကတော့စိတ်ညစ်နေခဲ့ပြီးဝန်တစ်ခုပိုလာတော့မယ်လို့တွေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးကနေရာယူလိုက်ပြီးလူကတော့အော်ဟစ်အားပေးနေခဲ့ပါတယ်။တင်ဆက်သူ main ကလေးရဲ့စာရော့ဆိုတဲ့စကားဆုံးမှာတော့ Hisuke ကနှင်းမြန်စွာနဲ့ပဲတစ်ဖက်ဖွဲ့ကိုပြစ်လိုက်ပါတယ်။ဒါအောင်မြင်တော့ရှင်းရအောင်သွားပြီး Hisuke ကလည်းစာရော့လို့ပြောလိုက်ပြီးမလားလို့မေးလိုက်ပါတယ်။တစ်ဖက်မှာတော့တင်ဆက်သူ main ကလေးကပွဲစားတွေမှာတင်ကျန်းနေတာကတော့Sakamoto ရဲ့ကုံတုံဆိုင်ကပါလို့ကြီးညာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှင်းကတစ်ဖက်ကပြန်ပွဲဝင်တွေကိုပြစ်ခတ်လိုက်ပါတယ်။ Sakamoto ကလည်းသူ့ရဲ့တနက်နဲ့ချိန်ထားတဲ့လူတွေကိုနိုင်ယူပစ်လိုက်ပါတယ်။ဒါအောင်မြင်တော့Hisukeကဒါကရဲဘော်ရဲဘက်ရှိရဆိုတဲ့ခံစားချက်လားလို့တွေးပြီးရှင်းတို့ကိုတငယ်ချင်းလို့သတ်မှတ်ပလိုက်ပါတယ်။ဒါကိုကြားနေရတဲ့ရှင်းကတော့အတော်လေးစိတ်ကုန်နေခဲ့တာပါ။အဲဒီချိန် Hisuke ကရှင်းကိုသူကတဲကြက်လုပ်ပြီးအပြင်ကိုထွက်မှဖြစ်လို့နောက်ကနေကာပစ်ပြီးလို့ပြောလိုက်ပါတယ်။အဲဒီချိန်လူကမူးမူးနဲ့Sakamotoကိုဒါနာရီလာယောက်ျားကွာလို့ပြောလိုက်ပါတယ်။လူရဲ့စကားကိုကြားသွားတဲ့ Hisuke ကသူ့ရဲ့ဓာတ်ပုံကိုထုတ်လိုက်ပြီးSakamotoနဲ့ရှင်းကြည့်လိုက်ပါတယ်။ဒါပေမဲ့သူကဒါမှဖြစ်နိုင်မှုလို့ပြောလိုက်ချိန်လူကထပ်ရောက်လာပြီးဓာတ်ပုံကိုကြည့်ကဒါကဆိုင်ရှင်ပိန်လုံးကပုံမဲလို့ပြောလိုက်ပါတယ်။ရှင်းကတော့မူးမူးနဲ့ရှောက်ပြောနေတဲ့လူကိုခေါ်ထုတ်သွားလိုက်ပြီး Hisuke ကိုဒါကဆိုင်ရှင်မဟုတ်ပါဘူးလို့ဖြေရှင်းလိုက်ပါတယ်။ဒါပေမဲ့ Hisuke ကသူတို့ကိုထပ်မြုံတော့ပဲတနက်နဲ့ချိန်မလိုက်ပြီးလင်နေတဲ့သူတွေကိုမုန်းနေလို့ပြောလိုက်ခါသူ့ဘက်ကတငယ်ချင်းတို့သတ်မှတ်ထားတာကိုပြောလိုက်ပါတယ်။အားလုံးကတော့ဒီအခြေအနေကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ပြီး Hisuke ကအလိုရှိစုကြရောအနိုင်ရစုကြရောရတာပေါ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်စပင်ညက်ဆိုင်ကလူတွေကသူတို့ကိုပြစ်ဖို့လုပ်တာကြောင့်ရှောင်လိုက်ပါတယ်။ခဏကြာတော့ Hisuke ကို P-Scale ကတနက်ကိုယူလာပေးခဲ့ပါတယ်။ဒါကြောင့် Hisuke ကတနက်ကိုပြင်ဆင်ပြီး Sakamoto ကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့ Sakamoto ကကြီးစံကိုသူ့ရဲ့လက်နဲ့ကာပြီးလမ်းကြောင်းလှည့်လိုက်ပါတယ်။အဲဒီနောက် Sakamoto ကဒီပြစ်ချက်ကသူ့ရဲ့ခေါင်းတဲတဲ့ကိုဥတီခဲ့တယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။အဲဒီချိန် Hisuke ကချက်ထဲနဲ့များလောက်ဖူးဖို့လို့ပြောလိုက်ပြီးနောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။ရှင်းကတော့ဂမူးရှူတို့နဲ့ Hisuke ကိုလိုက်ရှာဖို့လုပ်ပေမဲ့Sakamoto ကစနိုက်ပါတယောက်ရှိတဲ့နေရာမှာအရန်မလို့ဖို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကအခြေအနေကိုကြည့်နေချိန် Hisuke ကထပ်ပြီးတနက်နဲ့ပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့Sakamoto ကအဲ့ဒါကိုလည်းရှောင်နိုင်ခဲ့ပါတယ်။ဒါအောင်ဒီတော့ Hisuke ကအတော်တော်ပဲလို့ပြောနေချိန်ရှင်းက Hisuke ကိုအပေါ်ပြောနေနဲ့ဒါကပြန်ကန်ထွက်တာလေးပဲမလားလို့ပြောလိုက်ပါတယ်
ဆာကာမူတိုကတော့ဒါကတိုက်ဆိုင်တာမဟုတ်ပဲဟီစကေရဲ့ကြီးစားနေကပြန်ကန်ထွက်လာအောင်တမင်လှုပ်ထားလို့ပြောလိုက်ပါတယ်ဒါကိုကျတော့ဟီစကေကဒီအထီတောင်တီသွားတာလို့ပြောပြီးသူ့ရဲ့ကြီးတွေကအထူးဒီဇိုင်းထုတ်ထားလို့ပြောလိုက်ပါတယ်ပြီးတော့သူကဆာကာမူတိုတို့ကိုပြစ်ခတ်လိုက်ပါတယ်ဒါကြောင့်ရှင်တို့ကလုံးဝအောင်ပြေးနေခဲ့ရပါပြီအချိန်တော်ကြာပြေးပြီးနောက်ပိုင်းမှာတော့သူတို့ကတနေရာမှာပုန်းနေခဲ့ပါတယ်အဲဒီချိန်ဟီစကေကသူကအရင်ထဲကအမြဲတမ်းသူများရဲ့နောက်မှာကြံနေခဲ့ရပြီးဘာတစ်ခုမှဆင်ပြေခဲ့ဘူးလို့ပြောနေခဲ့ပါတယ်ဒါပေမဲ့ဟီစကေကဘာကြောင့်မှမသိပဲတနက်ပစ်တာမှာတော့သူများတွေနဲ့အတူရင်မောင်တန်းနိုင်ခဲ့ပြီးဟီစကေကလည်းသူ့ရဲ့ကျွမ်းနေရာကိုရှာတွေ့တော့ခဲ့ပါတယ်အဲဒီနောက်မှာတော့ဟီစကေကကြေးစားလက်ကိုစဝင်ခဲ့တာပါဒါပေမဲ့တနက်ပစ်တာပြင်ကျန်တာဘာမှသုံးဝင်တာကြောင့်အားလုံးကသူ့ကိုငတုံးလို့သတ်မှတ်ခဲ့ပါတယ်တကယ်လဲဟီစကေကအဖိုးလိုက်လှူရှားမှုတွေမှာလုံးဝသုံးမရခဲ့ပါဘူးဘာလို့လဲဆိုတော့သူကတနက်ပစ်တာပြင်ကျန်တာဘာမှမလုပ်တတ်လို့ပါဒါကြောင့်ချားလူတွေကဟီစကေကိုမင်းကလူသမားလုံးနဲ့မကိုက်ဘူးလို့ပြောလိုက်ပြီးလှုပ်ထွက်ဖို့ပြောလိုက်ပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့သူကလှုပ်ထွက်ခဲ့ရပြီးဒုက္ခရောက်နေခဲ့တာပါအဲဒီချိန်ဟီစကေကဆာကာမူတိုရဲ့လိုရှိပိုစတာကိုတွေ့သွားခဲ့ပြီးသူကဆာကာမူတိုကိုရောက်အောင်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီချိန်ရှင်းကဟီစကေကိုနကြကြီးတက်ပြီးစကားကိုအကျယ်ကြီးပြောနေတာရက်ဖို့ပြောလိုက်ပါတယ်ဒါကိုကြောတော့ဟီစကေကသူ့အနေနဲ့နကြတက်ပြီးစကားပြောနေမိရဲ့ဆိုတာသဘောပေါက်သွားခဲ့ပါတယ်အဲဒီနောက်ရှင်းကဟီစကေကိုဘယ်သူတွေဘာပဲပြောမင်းကမင်းမဲလို့ပြောလိုက်ပါတယ်ပြီးတော့သူကပတ်ဝန်းကျင်ရဲ့အမြင်တွေကိုဂူးဆိုင်နေဖို့ပြောလိုက်ပါတယ်ဒါကိုကြောတော့ဟီစကေကတွေ့ရသွားချိန်ရှင်းကအတန်ကျဲကြီးနဲ့អော်ပလိုက်ပါတယ်ဒါကြောင့်ဟီစကေရဲ့အတွေ့တွေကရောက်ရက်ခတ်စွာထွက်ပေါ်လာပြီးရှင်းကသူ့ရဲ့တီနီယာကိုတိသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဟီစကေကသူ့ကိုအတန်နဲ့တိုက်ခိုက်တာတိလိုက်ရတာကြောင့်နကြက်ကိုချွတ်လိုက်ချိန်ဆာကာမူတိုကသူ့ကိုခဲလုံးတစ်လုံးနဲ့လှမ်းပစ်ခဲ့ပါတယ်ဒါကြောင့်ဟီစကေရဲ့တနက်ကြီးကပြက်စီးသွားပြီးဟီစကေကလည်းအံ့ဩသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ဟီစကေတယောက်လဲကျသွားပြီးသူကဆာကာမူတိုကိုမကောင်းဆိုးဝါးလာလို့တွေးနေခဲ့ပါတယ်တစ်ဖက်မှာလည်းပြိုင်ပွဲရဲ့အနိုင်ရှုံးကိုကြီးညာမဲ့ချိန်ကရောက်ရှိလာခဲ့ပြီးစူးဝသွားတဲ့ဖွဲ့ကတော့ဆာကာမူတိုတို့ဖွဲ့ဖြစ်ပါတယ်ဒါကြောင့်သူတို့ကစိုးရေး10သိန်းကိုနိုင်ရရှိခဲ့ပါတယ်တစ်ဖက်မှာတော့ဟီစကေကငုံနေပြီးနောက်ဆုံးမှာတော့သူကနှက်ပစ်တဲ့နေရာမှာလည်းတုံးကြဘူးပဲလို့ပြောနေခဲ့ပါတယ်ဒါကိုကြောတော့ရှင်းကဟီစကေကိုမင်းကအကုန်လိုင်းငုံနေတာပဲကြီးစားလူသမားရောဟော့ရလားလို့မေးလိုက်ပါတယ်ဒါကိုကြောတော့ဟီစကေကရှင်းကိုမင်းကအားနည်းချက်ရှိတဲ့လူရဲ့ခံစားချက်ကိုဘယ်လိုလုပ်သိမှလဲလို့ပြောလိုက်ပါတယ်သူရဲ့စကားကြောင့်ဆာကာမူတိုကအားနည်းချက်ဟုတ်လားလို့ပြောလိုက်ပြီးသူအခုချိန်ထိတိုက်ခိုက်ဖူးခဲ့တဲ့စနိုက်ပါသမားတွေထဲမှာကျွမ်းကျင်တဲ့သူတွေတိုက်ခိုက်ဖူးတာကဒါကပထမဆုံးပဲလို့ချီးကျူးလိုက်ပါတယ်ဒါကိုကြောတော့ဟီစကေကဆာကာမူတိုကိုအဲ့လိုတွေပြောပေးလဲပြောမနေဘူးလို့ပြောလိုက်ပါတယ်နောက်တော့ဆာကာမူတိုတို့ကအိမ်ပြန်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ပြန်ကနီးမှာသူကဟီစကေရဲ့စူရေးကိုသတိရသွားပြီးဒါကမင်းရဲ့ဝေစုလို့ပြောလိုက်ပါတယ်ဒါကိုကြောတော့ဟီစကေကပြောသွားပြီးသူ့ကိုဝေစုပေးမှလားလို့မေးလိုက်ပါတယ်အဲ့ဒီချိန်ရှင်းကပတ်စံကိုပေးလိုက်ပေမဲ့ရန်90ရဲ့ကြောင့်ဟီစကေကစိတ်ပြတ်သွားပြီးရှင်းကတော့ဟီစကေကိုမဲမဲတန်ပြန်ကြီးတွေနဲ့ဆိုင်နားနေဖျက်ဆီးခဲ့တာလေလို့ပြောလိုက်ပါတယ်ရှင်းရဲ့စကားကိုကြားတော့ဟီစကေတယောက်အတော်လေးစိတ်ညစ်သွားပြီးဗလန်လေးကလည်းဒီမာရီမဲခန်းရသွားခဲ့ပါတယ်